အားလုံးပဲမင်္ဂလာပါခင်ဗျာ All-in-One Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့အတ္တလန္တိတ်သမုဒ္ဒရာထဲကမြန်မာရတနာများဆိုတဲ့ဆောင်းပါးလေးကိုတင်ဆက်ပေးခြင်းပါတယ်ဒီဆောင်းပါးဟာတစ်ပစ်ဆိုတဲ့အင်္ဂလန်ဂျာနယ်မှာပါပြီးရေးတဲ့ပုဂ္ဂိုလ်ကတော့ဝါရှင်တန်မြို့တော်မီတင်မောသွားလာရေးအဖွဲ့ရဲ့အကြီးအကဲတူဖြစ်သူလက်ပတင်ရိုက်ဘက်ဖြစ်ပါတယ်ဒါကိုရွှေလင်းမောင်ဆိုသူက1969ခုနှစ်ဇွန်လထုတ်သွေးဆောင်မဂ္ဂဇင်းမှာမြန်မာဘာသာပြန်တင်ပြထားပါတယ်ဒီဖြစ်ရပ်ကိုတင်ပြရေးသားတဲ့ပုဂ္ဂိုလ်ဟာဗုဒ္ဓဘာသာမဟုတ်တော်ညာတော်လဲမသုံးဆွဲထိုက်တဲ့ပစ္စည်းကိုသုံးဆွဲတဲ့အတွက်ဘေးဆိုးမျိုးမျိုးနဲ့ကြုံတွေ့ရတယ်ဆိုတာကိုလက်ခံယုံကြည်တဲ့အနေနဲ့ရေးသားထားတာဖြစ်လေတော့ပို့ပြီးတော့စိတ်ဝင်စရာကောင်းလာပါတယ်။ကျောင်းရလိုရင်းအချုပ်ကတော့မြန်မာနိုင်ငံတော်ဇီရီတဆူမှကိုဂရေတန်ကျောင်းမြတ်ရတနာသာသနာဗန္ဓာများကိုခိုးယူပြီးနောက်လက်ဝဲပိုင်ဆိုင်ကြသူတိုင်းဘေးအန္တရာယ်မျိုးမျိုးနဲ့ကြုံတွေ့ကသိချင်းစိုးသိကြရတဲ့အကြောင်းပဲဖြစ်ပါတယ်။အကြောင်းအရာအပြည့်စုံကတော့အောက်ပါတိုင်းဖြစ်ပါတယ်။16ရာစုလွန်ခဲ့တဲ့အနှစ်400နီးပါးကဩစတြေးလျပြည်ကထီယိုနယ်မျိုးဖြစ်တဲ့ဟက်စပတ်နွယ်ဝင်ကောင်းဟာမင်းဆိုသူဟာမြန်မာပြည်အတွင်းသို့ရောက်လာခဲ့ပါတယ်။ကောင်းဟာမင်းဟာသူတို့အခေါ်အာမာဇီရီတော်အတွင်းမှာကြောက်တံပရမများစတဲ့ပေါင်း9တန်းခန့်တန်းတဲ့ဗန္ဓာတော်များကိုဖောက်ထွင်းခိုးယူသွားခဲ့ပါတယ်။ကောင်းဟာမင်းဟာသူ့နိုင်ငံကိုပြန်ရောက်တယ်ဆိုရင်ပဲသူ့ယရနာတွေကိုသူ့ဆွေမျိုးတွေကအပိုင်သိမ်းယူထားလိုက်ကြပါတယ်။ကောင်းဟာမင်းဟာဥစ္စာလက်လွတ်ဖြစ်ပြီးရောက်လေရာမှာယရနာတွေအကြောင်းကိုပဲတို့ပြောဆိုနေလေတော့အုပ်စယူဆိုပြီးဘီရင်နာမျိုးကအယူထောင်ထဲမှာပဲချုပ်နှောင်ထားခဲ့ကြပါတယ်။ကောင်းဟာမင်းဟာထောင်ထဲမှာပဲတည်လွန်သွားခဲ့ပါတယ်။ဟာမင်းတည်လွန်ပြီးနောက်သူ့ယရနာတွေကိုဩစတြေးလျဘီရင်ကြီးဖရန့်ဂျိုးဆက်ထံရောက်သွားခဲ့ပါတယ်။အများလက်ဝဲရောက်ပြီးမကြာမီဘီရင်ကြီးရဲ့မိဖုရားကြီးအဲလိဇဘက်ဟာဖနက်ချုပ်သမားတူရဲ့ဓားလဲချက်နဲ့ကံကုန်ရရှာပါတယ်။ဒါဖြစ်သူရှုတော့လဲသူချစ်သူကိုတနတ်နဲ့ပြည့်သူကိုယ်တိုင်လည်းတနတ်နဲ့ပြည့်ခါနှလောင်းပြိုင်သေးဝဲဝင်ခဲ့ကြပါတယ်။ဂျိုးဆက်ဘီရင်ဟာမတိမီတွင်းကယရနာတွေကိုညီတော်မက်စီမီလီဟန်မင်းသားကြီးကိုလွှဲပေးသွားခဲ့ပါတယ်။ဂျိုးဆက်ဘီရင်သေပြီးနောက်ပိုင်းအမေရိကန်ပြည်မှာတောင်ပိုင်းနဲ့မြောက်ပိုင်းစစ်တွေဖြစ်လာခဲ့ကြပါတယ်။အဲ့ဒီအခါမက္ကဆီကိုပြည်မှာရှင်မင်းလိုလာလို့လူရွေးကြတော့မက်စီမီလီဟန်မင်းသားကြီးကိုအားလုံးကမျက်စိကြပြီးရွေးချယ်ခဲ့ကြပါတယ်။မက်စီမီလီဟန်လည်းရှင်မင်းဖြစ်ပြီးသူ့ရဲ့မိဖုရားချိုးကလေးချားလော့ဆိုသူနဲ့မက္ကဆီကိုပြည်ကိုသွားရောက်ပြီးနန်းဆန်ခဲ့ကြပါတယ်။ကျမစိုးဝင်းကျင်တော့မရခင်တိုင်းသူပြည်သားတွေကဘုရင်ကိုမကျေနပ်လို့ပုန်ကန်ခဲ့ကြပါတယ်။ရှိတဲ့စစ်အင်အားနဲ့နှိမ်နှင်းပေမဲ့မနိုင်လို့မိဖုရားလေးချားလော့ကိုသူ့မင်းဆွေမင်းမျိုးတွေထံလွတ်ပြီးစစ်ကူအတောင်းခိုင်းလိုက်ရပါတယ်။နောက်ဆုံးဒေါ်လန်သူများကဘုရင်ကိုအမိဖမ်းပြီးကွက်မြက်လိုက်ကြပါတယ်။ဒီသတင်းကိုကြားရတဲ့ချားလော့ဟာတွက်ခေါင်းယူသွားလို့ရဲတိုက်ကြီးတစ်ခုမှပဲထားရကတေဆုံးသွားရရှာပါတယ်။အဲ့ဒါလို့တတိယအကြိမ်မြောက်ဗန္ဓာတော်တွေကိုလက်ဝဲထားမိခဲ့တဲ့ဘုရင်ကြီးရောမိဖုရားပါသေချင်းသို့နဲ့သေဆုံးကြပြီးတဲ့နောက်ဩစတြေးလျပြည်မှမက္ကဆီပြည်ကိုရောက်သွားတဲ့ယရနာတွေကိုနောက်ထပ်သမရအဖြစ်ရွေးကောက်တင်မြခြင်းခံခဲ့ရတဲ့ပေါ်တိုင်းရီယိုဒိုက်ဆိုသူကတဖန်သိမ့်ပိုက်ပြန်တယ်1912ခုနှစ်ရောက်တော့သမရရွေးကောက်ပွဲမှာပေါ်တိုင်းရီယိုဒိုက်ဟာရှုံးနိမ့်သွားခဲ့ပြီးဖရန့်စစ်စကိုမာဒီယိုဆိုသူကသမရအသစ်တက်လာခဲ့ပါတယ်သမရဟောင်းဒိုက်ဟာသူ့ယရနာတွေကိုသိမ်းယူခံရမှကြောက်တဲ့အတွက်မာရီတာခေါ်တဲ့သင်္ဘောတစ်စင်းကိုငှားပြီးယရနာတွေကိုတန်တိတာကြီးနှလုံးနဲ့အပြည့်အသိပ်တင်ကပြင်သစ်ပြည်ကိုထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ်မြန်မာယရနာသာသနာဗန္ဓာများကိုတင်ဆောင်ထားတဲ့မာရီတာသင်္ဘောဟာပင်လယ်ကွေးကိုရွတ်လွင့်ကြောပြတ်ပြီးတဲ့နောက်ဟတ္တိယငူအလွန်မှာနှင်းလုံးတွေနှင်းမောင်တွေကျလာပြီးအမိုင်ယာမာရာခက်လို့ခေါ်တဲ့သင်္ဘောနဲ့တိုက်မိကြလို့မာရီတာဟာနှစ်ပိုင်းကွဲထွက်သွားပါတယ်။စီးနှင်းလိုက်ပါသူများနဲ့အတူမြမယရနာသာသနာဗန္ဓာတွေဟာ
ပင်လေရေအောက်မှာငုတ်လျိုးနှိမ့်မြုပ်ခဲ့ရပါတယ်မာရီတာတင်မောနှိမ့်မြုပ်ပြီး6ပတ်အတွင်းဗန်နာတိုက်တူသမားကပတိန်ချာလီဝီလီဟန်ဆိုသူကပထမဆုံးရှာဖွေခဲ့ပါတယ်1924ခုနှစ်မှာချာစာဝိတ်တို့တိုက်တူအဖွဲ့ပင်လယ်ထဲမှာတနေကုန်ရှာကြပါတယ်မရခဲ့ပါဘူးနောက်1930ပြည့်နှစ်မှာကပတိန်အေဝိုဒူဝင်ဆိုသူကရှာပြန်တယ်မရပါဘူးဤဆောင်ပါရေးသားသူလက်ပတင်ရိုက်ဘက်ကိုယ်တိုင်မှတ်တမ်းတင်အတိအကျရထားတဲ့အတွက်ပင်လယ်ထဲတူတဲ့ဆင်းငုတ်ပြီးရှာခဲ့တယ်လို့ဆိုပါတယ်ဆင်းငုတ်ကြည့်တော့မာရီတာတင်မောကြီးဟာပင်လယ်ရေပြင်အောက်အညိုရောင်နွယ်ပင်လိမ်များရေညှိမော်စိမ်းများဖုံးအုပ်ပြီးသဲထဲမှာ12ပေခန့်နှိမ့်မြုပ်နေတာကိုကြောက်စရာအသင်ဖြင့်တွေ့မြင်ခဲ့ရတယ်လို့ဆိုပါတယ်တင်မောကြီးကိုကုန်းမော်ရောက်အောင်ဘလို့မှမတတ်နိုင်တဲ့အတွက်လက်လျှော့လိုက်ရပါတဲ့ဖျားဖန်နာအဘိုးတန်မြမယရနာတွေဟာမြည်သူလက်ဝဲမှအရောက်မခံတော့ပဲအတ္တလန္တိတ်သမုဒ္ဒရာထဲရှိဘာဂျီနီးယားအငူနဲ့45မိုင်အကွာပင်လယ်အောက်မှာပဲကိန်းအောင်လျက်ရှိပါတယ်အိုက်တူသမားဆောင်းပါရှင်ရိုက်ဘက်ဟာမြန်မာပြည်မှဗန္နာတော်ဟာခိုက်တဲ့ယရနာတွေဟုတာမန်အားဖြင့်လက်ခံယုံကြည်ပြီးဖျားပစ္စည်းသာသနာပစ္စည်းမြင့်မြတ်တဲ့ပစ္စည်းဆိုတာကိုတော့တဲတဲကွယ်ကွယ်မသိတဲ့အတွက်အောက်ပါမှတ်ချက်ကိုဆက်လက်ရေးသားခဲ့ပါတယ်ဗန္နာတော်တွေခိုးယူသွားတဲ့နောက်ဇီတော်မှာစောင့်ရှောက်နေတဲ့ဘုန်းတော်ကြီးဟာ9ရက်ပတ်လုံးတရားထိုင်ပြီး10ရက်မြောက်တဲ့နေ့တနေ့လုံးခိုးတဲ့သူတွေဘေးဆိုရန်ဆိုတွေ့ပါစေလို့ကျိန်ဆဲတဲ့အတွက်ယခုကဲ့သို့ဖြစ်ရကြောင်းသူ့ထင်မြင်ချက်ကိုရေးသားပြီးစောင်းပါးကိုညီကုန်းချုပ်ထားပါတယ်ဒီနေ့စဉ်စိတ်ဝင်စရာကောင်းတဲ့အကြောင်းအရာတွေကိုနားဆင်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးကိုတောင်းဆိုပါရစေခင်ဗျာ